အမျိုးများအလုံးမင်္ဂလာပါဗျ။နေ့ကတော့ဘုံဘုံတို့ရှိကိုမနေ့ကတော့စာလေးတစ်စောင်ရောက်လာတယ်နိုင်ငံတော်သံဃာ့မှန်နိုင်ကနေပြီးတော့တိုင်းဒေသကြီးမြည်ရကြီးအဆင့်ဆင့်သံဃာ့နိုင်ကအဖွဲ့တွေကိုညွှန်ကြားထားတဲ့စာလေးတစ်စောင်ပေါ့နော်။ဒါကြောင့်ဒီကနေ့က1389ခုနှစ်သတင်းကြိုလာပြည့်ကျော်17ရက်ကမ္ဘာသုံးပြက်ကလေးနဲ့2025ခုနှစ်အောက်တိုဘာလ18ရက်တောက်ကြနေဖြစ်ပါတယ်ဗျ။ဒီမှာဗာလဲဆိုတော့သူစက်ကပ်ပိုင်ဆရာတော်ဥတာဒနာကျောင်းတဲ့ဒါဥတာဒနာကျောင်းဆိုတော့ဘုံဘုံတို့ရဲ့အကျောင်းတိုင်းပေါ့နော်အကျောင်းအရာကတော့သမဏတာရုပ္ပမဖြစ်သည့်တစ်တော်ကစားခြင်းဆယ်လီလှုပ်ခြင်းတို့ကိုထိရောက်စွာဟန်တာနိုင်ရင်တန်ခါအဖွဲ့ကြီးအစဉ်စဉ်ဂိုင်းပေါင်းစုံတို့ညွန်ကြားတဲ့ထုတ်ပြန်အောင်သာမကားတဲ့ပရိယတ်တိစံတင်နိုင်မှာဘုန်းတော်ကြီးကျောင်းများနဲ့ဒီလိုက်ရင်ကျောင်းများကအဆိုပါညွန်ကြားခြင်းများရောက်ရှိစေညွန်ကြားတော့မူပေးပါရန်ကိစ္စတဲ့တိုင်းဒေသကြီးတန်ခါနိုင်ကအဖွဲ့ကပို့လိုက်တဲ့စာပေါ့နော်အဲ့ဒီထဲမှာအဓိကကဘာလဲဆိုတော့အထက်အကြောင်းအရာပါကိစ္စနဲ့ပတ်သက်၍တဲ့အင်တာနက်ဆိုရှယ်မီဒီယာများပေါ်တွင်အချို့သောဘုန်းတော်ကြီးများနှင့်သီလရှင်များတစ်တော်ဆောခြင်းအွန်လိုင်းဂိမ်းကစားခြင်းပို့တင်ခြင်းလိုက်လွင်ခြင်းစသည့်ဗုဒ္ဓသာသနာတော်ကိုအဓိကညွှန်းနှံစေပြီးအပြုအမူများဆောင်ရွက်လျက်ရှိတဲ့ကြောင့်ယဟန်တာမဏေနှင့်သီလရှင်များအနေဖြင့်တစ်တော်ဆိုရှယ်မီဒီယာများပေါ်တွင်သမဏတာရုပ္ပမဖြစ်သည့်တစ်တော်ကစားခြင်းဆက်လီလှုပ်ခြင်းတို့ကိုထိရောက်စွာဟန်တာနိုင်ရတဲ့အဓိကကတော့ Facebook TikTok YouTube social ဆိုအကုန်လုံးပါသွားပြီပေါ့နော်အဲ့ဒီပုံမှာသမဏတာရုပ္ပနဲ့မညီတဲ့တစ်တော်ဆော်ကစားခြင်းတခြင်းတွေနဲ့ကခုံခြင်းဒါတွေကလည်းပြောချင်တယ်နော်ဒီနေရာမှာဒီစာလေးရောက်လာလို့ဘုံဘုံတို့ကအရင်တည်းကဓာတ်တွေကိုပြောတယ်ဒီလိုတစ်တော်ပေါ်မှာသမဏတာရုပ္ပနဲ့မညီနဲ့ယဟန်ကိုရင်သီလရှင်ညာတွေ့ခဲ့ရင်ဝိုင်းဆဲနေမယ်အစားအပြစ်တွေပြောနေမယ်အစားဟမ်ဘုန်းကြီးတွေဆိုပြီးတော့လက်ညှိုးထိုးပြီးတော့ဗုဒ္ဓဘာသာကိုစော်ကားနေမယ်အစားအဲ့ဒီကိုရင်အဲ့ဒီသီလရှင်အဲ့ဒီယဟန်ဒီဘယ်ကြောင်းတိုက်ဘယ်လိမ့်စာအတိအကျပြောပါအဲ့လိုမျိုးသိလာလို့ရှင်ဘုန်းတို့အနေနဲ့ဒီသာသနာတော်ညှိုးနှံစေမှုပုံမှန်တွေအစရှိတာတွေနဲ့အရေးယူနိုင်လုပ်ပေးမယ်လို့ပြောတယ်ဒါပေမဲ့ဒီနိပညာတွေတိုးတက်လာတယ်အဲ့မှာ AI နေနဲ့ဟိုတလောကပဲလေကြည့်လိုက်လေဟိုကိုရင်လေးတစ်ပါးကနေသီလရှင်ဆရာလေးတစ်ပါးကိုပန်းကြံထဲမှာနန်းနေတဲ့ပုံလေးနဲ့တော်တော်ကြီးကိုလိုင်းပေါ်မှာကြရဲရိုက်သွားတယ်ဒါကြီးကိုမစင်မစားမစင်ញင်ပဲနဲ့အောက်ထင်ပြီးတော့ဟမ်ဘုန်းကြီးတွေဆိုပြီးလက်ညှိုးထိုးပြီးတော့ဗုဒ္ဓဘာသာကိုစော်ကားတိုက်ခိုက်တဲ့လူတွေတပုံကြီးဘုန်းကြီးတွေနဲ့အနိကလူတွေကအစပါတယ်ငုံတိုင်းအတွင်းကအများကြီးပါတယ်အဲ့လိုလူတွေပေါ့နော်တိနဲ့ကျောင်းတိုက်တွေမှာဆွန့်ကတ်တယ်တချို့ဆန်ဆက်ပိုင်ရှင်နေတော်ပါတယ်နော်နာမည်တက်မပြောသေးဘူးအပြင်မှာမျက်နှာချင်းဆိုင်မှာမင်းလားဆိုပြီးအဲ့လိုပြောကြလို့အဲ့တော့ဘုံဘုံတို့ကပြောတယ်ဒီလိုမျိုးတွေတွေ့ခဲ့တယ်ဆိုလို့ရှိရင်နေရလိမ့်စာအပြည့်အစုံနဲ့ပေးပါအဲ့ဒီဟာတွေကိုတယောက်စာအေးအေးယူနိုင်လို့ပြောတယ်အဲ့မှာသူတို့ကဘာပြောမလဲ TikTok ဘုန်းကြီးနေမဆော့အောင်လို့ပြောထားတာမပါဘူး Facebook မတင်ရဘူးလို့ပြောထားတာမပါဘူး TikTok ကဆော့လို့တော့မရဘူး TikTok ကိုဗုဒ္ဓဘာသာဗုဒ္ဓသာသနာအတွက်အကျိုးရှိတာတွေတင်မယ်သုံးမယ်ဆိုရင်သုံးလို့ရတယ်နော်ဟိုဒကာဒကမတွေအကြည်ညိုပြက်အောင်ဘာသာသာသနာကိုအထင်မြင်သိအောင်မသုံးရတာ Facebook ပဲသုံး TikTok ပဲသုံး Instagram ပဲသုံး Telegram ပဲသုံး YouTube ပဲသုံးကြိုက်တဲ့ social ကိုသုံးအဓိကကဘာလဲအဲ့မှာအချုပ်ပါတယ်နော်သမဏတာရုပ္ပမဖြစ်သမဏတာရုပ္ပညစန့်ကျင်တဲ့သမဏတာရုပ္ပမဖြစ်တဲ့ TikTok တင်တာမျိုး Facebook တင်တာမျိုး Telegram တင်တာမျိုး Instagram သုံးတာမျိုးတွေကိုပဲခွင့်မပြုတာကျန်တာတွေကခွင့်ပြုတယ်နော် TikTok ကိုတရားဓမ္မတွေတင်မယ်နော်ကောင်းရာကောင်းကျိုးတွေတင်မယ်သုတ္တရတစာပေတွေတင်မယ်ဓမ္မတွေတင်မယ်အကုန်တင်လို့ရတယ်နော်ဒီထဲမှာယဟန်တန်ဃာတော်တွေသီလရှင်တွေကို TikTok မသုံးပါဘူး Facebook မသုံးပါဘူးလို့ကန့်သတ်ထားတာတခုမှမပါပါဘူးအဲ့တော့အချုပ်ပဲဘာလဲဒီနိုင်ငံတော်တန်ခါမာနကညွှန်ကြားတဲ့ဟောဒီစာကြီးကိုကြည့်လိုက်လို့ရှိရင်အချုပ်ကဘာလဲဆိုတော့သဗ္ဗဗဗတအကရဏကုသလတုပတံပရာသစိတ်တပရိယောတပနံဧတံဗုဒ္ဓနာသာသနံတဲ့နော်ဖရာတိုင်းကမှာကြသွားတဲ့စကားလေးပေါ့နော်သဗ္ဗဗဗတအလုံးစုံသောအကုသိုလ်ဟုသမျှကိုအကရဏဘယ်တော့မှမပြုလုပ်နဲ့တဲ့ကုသလတုပတံပရာကုသလတကုသိုလ်မှန်သမျှကိုဥပတံပဒါတဲ့ပြည့်စုံအောင်လုပ်ပါတဲ့နော်အဓိကကတော့သမဏတာရုပ္ပမဖြစ်အောင်လိုင်းပေါ်မှာတင်ပြီးတော့
မသုံးဘူးသမဏတာရုပ္ပနဲ့အညီတရားဓမ္မတွေတင်မယ်သုတယတဓမ္မစောင်းပါးတွေတင်မယ်တရားဓမ္မတွေအကျိုးများတာတင်မယ်မှန်တာတွေတင်မယ်ဆိုလို့ရှိရင်တော့တင်လို့ရပါတယ်ယဟန်တန်ဃာတော်တွေသီလရှင်တွေတက်တော့မသုံးပါဘူးလို့စာထုတ်ပြန်တာမဟုတ်ပါဘူးအဲ့ဒီအပေါ်မှာသာသနာတော်ကိုသိက္ခာကြစေမဲ့အပြုအမူအပြောအဆိုအနေအထိုင်တင်တဲ့ဟာတွေကိုခွင့်မပြုတဲ့ဆိုတဲ့အကြောင်းပြောပါတယ်အဲကြောင့်မလို့ဒါကြီးကမကြခင်အကောင့်တွေပေါ်မှာပါလိုင်းပေါ်မှာတင်ပြီးတော့အချင်းနေနဲ့ဟိုဆယ်လီယူနေတာတွေရှိတယ်တကယ်ရန်ကန်ဟန်းတန်ကအစ်စ်မှန်နေအဲ့လိုမလုပ်ဘူးမျိုးရင်းရွာရင်းကိုသွားရင်စကားကြဲ့ကြဲ့ပြောရမှာတော့မသူတို့အင်မတန်မှရှက်တယ်သူတို့မှာအင်ဒရီသိက္ခာတွေနဲ့အညီနေထိုင်ရတာအဲ့တိတော့ပေါ်မှာဖင်လို့ရင်လုံးနဲ့သင်္ကန်းဝေကြီးတွေနဲ့ဆရာလေးဝစ်စုံတွေတော့ပြီးလုံနေတဲ့ဟာတွေကငကိုတွေကမှနော်ဗုဒ္ဓဘာသာယဟန်တန်ဃာတော်တွေကိုကြည့်မရတဲ့ဟာတွေကများတယ်ဟိုပါတီလိုခွဲပြောရင်တော့ညီပိန်းနေပေါ့ဗျာမိမိသားသမီးတွေကနေပြီးတော့ခိတခဏသင်္ကန်းလေးကောက်ဝစ်တယ်တစ်တော့ဆော့လိုက်တယ်ဟာသွားပြီးမကျန်ဘုန်းကြီးတွေထဲမှာတော့တခြားဘုန်းကြီးတွေမဟုတ်မဘာသာဘုန်းကြီးတွေအမျိုးသားရေးဘုန်းကြီးတွေမျိုးညစ်တွေသူတို့စကားနဲ့ဆိုရင်ဒီလိုဘုန်းကြီးတွေကျန်ဖြစ်ပြနေတာငါခုံးမတကောင်ကြောင့်တက်လေးလုံးပုတ်တကယ်တမ်းကျတော့သူတို့ကိုယ်တိုင်ကအသွင်ယူပြီးတော့သူတို့ကိုယ်တိုင်ကဗုဒ္ဓဘာသာဗုဒ္ဓသာသနာတော်ကြီးကိုသိက္ခာကြအောင်လုပ်တာငကိုတွေကမှဒေါ်စန်းစုကြည်ရဲ့ရွေချက်ရှိတယ်ဗျငကိုတော့ကဦးဇင်းတို့နိုင်ငံမှာစစ်ဆိုးရလက်တဲ့တုန်းကသားသုံးသားကိုရှောင်လို့ပြောတယ်ဖယားသားစစ်သားကျောင်းသားကတော့အခုလက်ရှိပညာသင်ကြားနေတဲ့ကျောင်းသားမဟုတ်ဘူးဘယ်တော့မှဘွဲမရ10တန်းမအောင်နဲ့ဟိုမင်းကိုနိုင်တို့ခေါ်ကြီးတို့လိုကောင်မျိုးတွေကိုပြောတာအဲ့ဒီလိုကျောင်းသားမဟုတ်တဲ့ကျောင်းနွားတွေနော်အဲ့ဒီလိုကောင်တွေနောက်တစ်ခါအဲ့ဒါတွေကတော့ထားလိုက်တော့နောက်တစ်ခါဒီနိုင်ငံဒီသာသနာဒီလူမျိုးအတွက်ကဖယားသားစစ်သားအဲ့ဒီသာနတာရှိလို့မရှိလို့မရအောင်အဲ့တော့ဖယားသားစစ်သားသာနတာဒီနိုင်ငံရဲ့အာဏာအားတဲ့ဟောဒီဗုဒ္ဓမြတ်စွာသာသနာနဲ့ဟောဒီမြန်မာနိုင်ငံအတွက်ဖယားသားလည်းလိုအပ်တယ်လို့စစ်သားလည်းလိုအပ်တယ်အဲ့တော့ဗုဒ္ဓသာသနာတော်ကြီးသိက္ခာကြောင့်တက်မတော်ဆိုတဲ့အဖွဲ့အစည်းကိုအင်အားတွေချိနေအောင်အပွားရဲ့ရည်ရွယ်ချက်ကနော်ဖြိုခွဲတယ်ဖျက်ဆီးတယ်နောက်တစ်ခါတန်ခါအဖွဲ့အစည်းအင်အားတွေချိနေအောင်ဖြိုခွဲတယ်ဖျက်ဆီးတယ်ကျန်တာတွေကဟိုចောင်းသားဆိုတာတွေကအခုပညာသင်ကြားနေတဲ့ចောင်းသားလေးမျိုးနိုင်ငံရေးလှုပ်ရှား88အမိခံចောင်းသားတွေကိုပြောတာအဲ့ဒီလိုចောင်းသားဆိုတာမျိုးတွေကတော့ပြောစရာဘူးမလို့မရှိလေဘာမှမဖြစ်ဘူးမရှိလေကောင်းလေမရှိရင်တော့နိုင်ငံငြိမ်းချမ်းတာပေါ့ဗျာနော်အဲ့တော့ဒီလိုမျိုးအတုအယောင်တွေကနေပြီးတော့သင်္ကန်းတွေပတ်ချုံဒီလက်ရှင်ဆရာကြီးဆရာလေးအဝတ်တွေဝတ်တစ်တော်တွေဆော့အလွမ်းတွေအကြောင်းပြောမောင်းတွေကိုတွေထခေါ်ညီမလေးတွေညာလေးတွေခေးတွေခွေးတွေအကုန်လုံးစုံနေအောင်ထခေါ်တာအဲ့ဒီဟာတွေကနေပြီးတော့ငခုံးမတကောင်ကြောင့်တလီလုံးဆိုပြီးတော့ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးတစ်ခုလုံးကိုပို့တာအဲ့တော့ဒီကျင်ညာချက်ထုတ်ပြန်လာတာကြိုက်ပါတယ်နိုင်ငံတော်သံဃာ့ဘာသာကဆရာတော်ဘုရားကြီးတွေကိုဒီနေရာကနေနော်ယူသေးစွာလက်ဆောင်မှုရှိခိုးကြော့ပါတယ်ဒါမျိုးတွေအစောကြီးတွေကလုံးတင်ပါတယ်ထုတ်ပြီးသွားပြီဖြစ်တဲ့အတွက်ထိထိရောက်အသက်သွင်းအရေးယူဖို့လည်းလိုအပ်ပါတယ်အဲ့တော့အပြစ်ပြောနေတဲ့သူတွေအပြစ်ပြောနေမဲ့အစားတကယ်သာသနာကိုချစ်ရင်သာသနာဝန်ထမ်းရှင်ယဟန်တွေကိုစောင့်ရှောက်တဲ့အနေနဲ့ဒီလိုမျိုးသင်္ကန်းတွေပတ်ပြီးတော့ TikTok တွေဆော့ပြီးတော့ Facebook တွေတင်မယ် TikTok တွေတင်မယ် Telegram တွေ Instagram တွေတင်တဲ့ဒီလားရှင်အရေးခြုံထားသူတွေသင်္ကန်းအရေးခြုံထားသူတွေတွေ့ရင်ဘုန်းဘုန်းတို့အရင်ကဖုန်းနံပါတ်တွေလိပ်စာတွေတင်မိတာတယ်အဲ့ဒီဟာတွေဘုန်းဘုန်းတို့လည်းအကြောင်းကြားပါဘုန်းဘုန်းတို့လည်းဒီကိစ္စမှာတအားပါဝင်ပြီးကုညီဆောင်ရွက်ဖို့အသင့်ပါပဲဆိုတာပြောကြရင်းနဲ့နိုင်ငံတော်သံဃာ့မဟာနာယကထုတ်ပြန်တဲ့ဟောဒီထုတ်ပြန်ချက်ကိုကြည်လေးလေးစားစားကြည်နန်းနဲ့လက်အမှုရှိခိုးပါတယ်ခင်ဗျာ